အသင်းလုံးအရန်အသစ်ဖြစ်နေဗျအရန် fresh ဖြစ်နေဗျအဲ့လိုအသင်းတွေကြတော့ပုံမြင်ကတော့ဘယ်လိုလဲဆို play ရောမတက်တာများရပေါ့နော်ကဲကျွန်တော်ကတော့အဲ့တော့လေဒီအများကြီးတော့ပြောမနေတော့ကျွန်တော် Manchester United TR ပဲထည့်လိုက်တယ်မနော်ပါလာတင်ကလည်းသူတို့roster changes တွေတော့လုပ်ထားတယ်နော်ပါလာတင်ကလည်းဒီမှာ Kaizen Ruko ရဲ့ Avatar YouTube ရဲ့ Kuzo ရဲ့ so ဒါပွင့်မှာဒီ player ထဲမှာကျွန်တော်သိရဆိုလို့ဟောလောက်ပဲရှိရဗျ3လောက်ပဲရှိတယ်နော် Ruko သိရကျွန်တော် Ruko သိရ Avatar လည်းသိတယ် YouTube လည်းသိရKaizen နဲ့ Kuzo မသိဘူးဒါ public star နေမှာပေါ့နော်ကဲဒီအသင်းကတော့ကျွန်တော်မသိဘူးဗျကျွန်တော်လည်းအဲ့လောက်ကြီးတော့ဒီအဲ့လောက်ကြီးတော့အဲ့လိုအများကြီးမျောလင့်ထားတာမရှိဘူးနော်အများကြီးတော့မျောလင့်ထားတာမရှိဘူးဘာလို့ဆိုတော့ဒီမှာအသင်းလုံးအရန်အသစ်ဖြစ်နေဗျအရန် fresh ဖြစ်နေဗျအဲ့လိုအသင်းတွေကြတော့ပုံမြင်ကတော့ဘယ်လိုလဲဆို play ရောမတက်တာများရပေါ့နော်ကဲကျွန်တော်ကတော့အဲ့တော့လေဒီအများကြီးတော့ပြောမနေတော့ကျွန်တော် Manchester United TR ပဲထည့်လိုက်တယ်မနော်ဘာလို့ဆိုဒီ team ကိုကျွန်တော်အသင်းတွေအောင်နေ့ striker မှာပဲပြသေးလားပုံမှန်တိုင်းဆိုရင်အသင်းတွေကအဲ့လိုတစ် season တစ် season လောက်ပြီးမှအသားကျသွားဗျဒီလူတွေနဲ့အဲ့ဒါမှအဲ့လိုမှအသားကျသွားဆိုတော့ဒါကတော့ဘယ်လိုပြောမလဲဆိုတော့ဒါကတော့ pattern တစ်ခုပေါ့နော်ဒီအသင်းတွေ qualify ဖြစ်လာတယ်သူတို့ play off မတက်တာများရပဲအဲ့တော့ကျွန်တော်ထင်တယ်ဒီ story ကလည်းဒီလိုပဲဖြစ်မယ်တင်တယ်ဒါပေမဲ့ဒီ player ကိုတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒါကျွန်တော်ပြောတဲ့စကားတွေကိုအဲ့လိုမျိုးကြီးရောအဲ့လိုမျိုးရိုင်းတော့လို့နင်းနာစေခြင်းပေါ့နော်အဲ့တော့ကျွန်တော်ဖြစ်သေးချင်တာဘယ်လိုလဲဆိုတော့ကျွန်တော်ပြောတာမားရဲဆိုတော့တက်သေးပြရဲဆိုတော့ကျွန်တော်ရဲ့ဒီပြောတဲ့ကျွန်တော်ရဲ့ဒီ TLS ကိုကြည့်ပြီးတော့ motivation ယူလိုက်ပေါ့နော်တိုင်းကျွန်တော်ဒီ TLS မှာထားတာဆိုတော့အဲ့ဒါ motivation ယူလိုက်နော်ငါတို့ကဒီလိုကောင်မျိုးမဟုတ်ငါတို့က player တက်မှာငါတို့ဘယ်လောက်ထိလုပ်ပြမှာနော်အဲ့လိုမျိုးဒီ motivation ယူစေချင်တယ်ပေါ့နော်ဒီမှာ TLS မှာကြည့်နေတဲ့ player အရှင်ပေါ့နော်လို့ personal ရတိုက်ခိုက်တာတော့မဟုတ်ပါဘူးဒါပေမဲ့ဒါကျွန်တော်ရဲ့ဒီ prediction ရဒီတိုင်းပဲပြလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်မားရဲဆိုတော့တက်သေးပြနိုင်တယ်ကျွန်တော်ဝမ်းသာပါတယ် so try your best guys နော် try your best အကောင်းဆုံးလုပ်ပါ